နိုင်ငံကန်ချနာပူလီမှာအသက်9နှစ်ရွယ်သားရှိသေးတဲ့မြန်မာနိုင်ငံသားမွန်ကလေးမလေးနာမည်အန်ငူခေါ်ပေါ့နော်ဒီကလေးမလေးကမတရားအဓမ္မပြုကျင့်ခံရပြီးတော့ရရဆက်ဆက်တက်ခံလိုက်ရတဲ့ဖြစ်စဉ်ကိုဒီနေ့တော့လာပြီးတော့ပြောပြပေးမှာပဲဖြစ်ပါတယ်ရှင်တက်9နှစ်ရွယ်သားရှိသေးတဲ့ဒီနာမည်ကနွန်အန်ငူလို့ခေါ်တဲ့ဒီကလေးမလေးကဆိုရင်မေလ30ရက်နေ့လယ်ပိုင်းလောက်မှာအိမ်ကနေထွက်တငယ်ချင်းအိမ်တို့သွားမယ်ဆိုပြီးတော့အိမ်ကနေထွက်သွားရမှာပျောက်ဆုံးသွားခဲ့တယ်မိသားစုကလိုက်လံရှာဖွေခဲ့တော့လဲမတွေ့ရှိခဲ့ပဲနှစ်ရက်ကြာပြီးတော့နောက်မှာတော့သူတို့နေတဲ့နေအိမ်နဲ့မီတာ800ခန့်กว่าရှိတဲ့ဒီလောဘာတော်တစ်ခုထဲမှာဒီနိုအန်ငူရဲ့ရုပ်လောင်းကိုရှာဖွေတွေ့ရှိခဲ့ပါတယ်ရှင်ဒီမျက်နှာမှာညိုမဲတန်ရာတွေတွေ့ရှိခဲ့တဲ့အပြင်ကိုမှမာကျော်တဲ့ရာတစ်ခုနဲ့ရိုက်နှက်ခံထားရတဲ့ဒဏ်ရာများကိုလည်းတွေ့ရှိခဲ့တယ်။သူဝတ်ထားတဲ့ဝတ်စားတွေဆိုရင်လည်းအင်ကြီးဆိုရင်လည်းလန်နေပြီးတော့မှသူဝတ်သွားတဲ့ဘောင်းဘီဆိုရင်လည်းဒူးလောက်ထိကျွတ်ကျနေတယ်ရှင်။ဒီဆရာဝန်တွေရဲ့ဆေးစစ်ချက်ရပေါ့နော်ဒီကလေးမလေးကဆိုရင်လင်အင်ကာတွေစုပ်ပြဲနေပြီးတော့မှလင်ပိုင်းဆိုင်ရာစောကားခံထားရတဲ့လက္ခဏာလို့ဆရာဝန်တွေကပြောပါတယ်။ရက်တက်ခွက်ကဒီခင်းပြစ်သွားတဲ့နေရာနဲ့ပေါ့နော်မီတာ900လောက်ကွာဝေးမှရှိတဲ့ဖုန်ကြီးကျောင်းတစ်ကျောင်းမှာဖုန်ကြီး၄ပါးနဲ့ကျောင်းသား2ဦးကိုခေါ်ယူစစ်ဆေးနေပြီး DNA နဲ့လက်ဖွေရာများစုဆောင်ထားတယ်လို့လည်းရက်တက်ခွက်ကပြောပါတယ်ရှင်ဒီနောအန်ငူရဲ့မိကတော့သူတို့နေတဲ့ရက်ကွက်ကမျိုးသားတအုပ်ကိုသူကတန်တရားရှိတယ်လို့ပြောဆိုလာခဲ့ပါတယ်အဲ့ဒီထိုသူကပေါ့နော်ဒီထိုမျိုးသားကတော့ဒီကလေးပျောက်ဆုံးနေချိန်မှာသူတို့လိုက်လံရှာဖွေနေချိန်မှာကုညင်ချင်းလည်းမရှိခဲ့ပဲနဲ့ဘလို့ရှာတွေ့မှာမဟုတ်ဘူးဆိုပြီးတော့လေတန်မာနဲ့လည်းပြောဆိုခဲ့တယ်လို့သိရတယ်ရှင်လက်ရှိမှာတော့ရက်တက်ခွက်ကပေါ့နော်ဒီထောက်ထားတွေကိုစုစည်းစစ်ဆေးပြီးတော့မှတရခံကိုမြန်ဆုံးဖမ်းဆီးနိုင်ဖို့အတွက်သူတို့တွေကကြိုးပမ်းနေကြပါတယ်